ရွာရဲ့ပြင်ဆင်နေရအစိမ့်မြင့်သွားသလိုပဲခိုင်ခန့်ဖို့လဲလိုတာကြောင့် MC ကဂါရစ်ကိုမြို့ရဲသွားပြီးဘာနာပီကိုရှာဖို့လွတ်လိုက်ပါတယ်။ရွာအတွက်ကျွမ်းကျင်တဲ့ပညာရှင်တချို့ကိုခေါ်လာခိုင်းဖို့ပါ။ဂါရစ်မြို့ရဲခြေချလိုက်တဲ့အချိန်မှာပဲရဲတိုက်အဝင်ဝမှာစူညံပွက်လို့ရိုက်သွားပါတယ်။ဘာနာပီကသူတိရဲ့အဆောင်တယောက်နဲ့စကားပြောနေတာပါ။အဆောင်ကမြို့သားမင်းက clear water မြို့ကိုအခွန်ကောက်ဖို့လူလွတ်လိုက်တယ်။စပားတွေဂျုံတွေမရှိတော့တောင်သူတွေရဲ့ဆောင်းနှင်းဆိုင်မဲ့ဂျုံမျိုးစေ့တွေကိုပါအတင်းလူယူခဲ့ကြတယ်လို့ပြောပါတယ်။ဘာနာပီလည်း clear water ရိုဝမ်ဆိုတဲ့ခက်ချက်ချမ်းလူတယောက်ကတေချာပေါပုံကံမှုစတော့မှာပဲလို့တွေးမိပြီးအိမ်ကိုအမြန်ပြန်ပြေးလာတော့ဂါရစ်နဲ့ထိတ်တိုက်တွေ့သွားပါတယ်။ဂါရစ်ပြောလို့ Oak Heaven ရွာမှာဓမြတွေကိုကာဝယ်ဖို့တန်ကြက်ကာကြီးလုပ်နေတယ်ဆိုတာကိုကြားတော့ဘာနာပီချက်ချင်းသဘောပေါက်သွားပါတယ်။ရိုဝမ်ပုံကံမယ်ဆိုတာကိုဖျားသခင်ကြိုသိနေခဲ့တာပဲဆိုပြီးချက်ချင်းပဲသူ့မိမသမီးအစေခံမိန်းကလေးတွေကိုဂါရစ်စီအပ်လိုက်ပြီးသူတို့ Oak Heaven ရွာကိုခေါ်သွားပြီးဖျားသခင်ရဲ့အကာအကွယ်ကိုယူခိုင်းလိုက်မြန်မြန်ထွက်ပြေးကြလို့ပြောလိုက်ပါတယ်။ဂါရစ်ကအမျိုးသမီးတွေနဲ့ကလေးတွေကိုခေါ်ပြီးမြို့အပြင်ထွက်လာတဲ့အချိန်မှာပဲမျက်နှာမှာမီးသွေးတွေတုပ်ထားတဲ့လူအများကြီးကခင်းကွာတွေကင်ပြီးထွက်လာကြပါတယ်။ငါတို့ရဲ့ဂျုံမျိုးစေ့တွေကိုခိုးတဲ့ရက်ဆက်တဲ့အာနာရှင်ဘသူငါနောက်လိုက်ပြီးရဲတိုက်ကိုဝင်စီးရဲလေတိုက်ခိုက်ကြလို့ရိုဝမ်အော်လိုက်ပါတယ်ပုံကံမှုစတင်လာပြီးဒုက္ခတွေရာပေါင်းများစွာမြို့တကားတွေကိုဖြူချပြီးရဲတိုက်စီကိုပြေးဝင်သွားကြပါတယ်တကားဆောင်နေရဲ့အဆောင်နေရဲ့ကြောက်လန့်ပြီးသူတို့ရဲ့ဝတ်စုံတွေကိုချွတ်ရေမြောင်းထဲမှာမှောက်လျက်နဲ့တေးချင်အောင်ဆောင်နေကြပါတယ်မြို့တစ်ခုလုံးငရဲကန်းလိုဖြစ်သွားတာပါဘာနာပီကအစေခံဝတ်စုံအစုပ်ကိုလဲဝစ်ပြီးစပင်းတွေကိုလည်းဖွာပစ်လိုက်ပြီးမြို့ရွန်းမှာကမောက်ကမဖြစ်နေရအောင်ခွန့်ကောင်းယူရင်းနဲ့နေရန်ဘေးကနေကပ်ပြီးလက်မှုပညာသည်တွေစီကိုသွားပါတယ်သူကမြို့ထဲမှာအတော်ဆုံးပပဲစီကဆက်ကျွေးရဲ့တကားကိုခောက်ဖွင့်လိုက်ပါတယ်အပြင်ကတပုံတွေကမူးမတ်တွေကိုတတ်နေကြပြီငါနဲ့အတူသခင်တစ်ပါးစီသွားပြီးခိုးလုံရအောင်မင်းကြီးကျွန်းဘဝကနေလွတ်မြောက်ပြီးလွတ်လပ်သူတယောက်ဖြစ်လာစေရမယ်လို့ငါအာမခံနေလို့ပြောလိုက်ပါတယ်ဆက်ကျွတ်ကမျိုးဆက်ပေါင်းများစွာသခင်ကြီးအတွက်အဆင့်နှိမ့်နဲ့ပပဲစီကဖြစ်ခဲ့ရသူပါသူလွတ်လပ်ခွင့်ရတော့မယ်ဆိုတာကြားတော့တက်ကြွလာပြီးလောက်ကြတာပေါ့လို့ပြောပါတယ်မြို့ထဲမှာတက်ဖြတ်နေကြတာကိုခွန့်ကောင်းယူပြီးသူတို့နှစ်ယောက်မြို့ထဲကနေခိုးထွက်ကာအောက်ဟဲဘန်ရွာကိုတန်းသွားကြပါတယ်တစ်ဖက်မှာတော့ဂါရစ်ကဘာနာပီရဲ့ဝဝဖိုင်ဖိုင်ဇနီးတဲ့ဘီချွတ်ကိုခြေလင်ခေါ်လာခဲ့ပါတယ်ဒီအမျိုးသမီးဟာတက်တောင့်တက်တာနေလာခဲ့တဲ့သူမို့လမ်းတစ်လျှောက်လုံးညီးတွားလာခဲ့ပါတယ်ရွာဝင်ဝမှာမောဟိုက်ပြီးရက်လိုက်တဲ့အခါမှာတော့ရောင်စုံမြို့ရိုးကြီးရဲ့မျက်စိတစုံလန်းထားတဲ့အသားကြောက်တွေနဲ့ရေအပြည့်ရှိနေတဲ့ကြည်လင်နေတဲ့ရေကန်ကြီးကိုမြင်လိုက်ရလို့သူမအံ့ဩသွားပါတယ်အီရာကဂျုံစိတ်ဖြူဖြူကြီးနှစ်စီးနဲ့စားတုံးကြီးကိုသူမလက်ထဲထည့်ပေးလိုက်ပြီးဓာတ်ကိုစားလိုက်ဖျားသခင်ပေးသနာထားတာလို့ပြောလိုက်ပါတယ်အဲအချိန်မှာပဲရွာသားတွေကမြို့တကားကိုထောင်နေကြတော့မှပဲခြေချော်သွားပြီးတစ်တာတကားကြီးရဲ့ရွာသူကြီးကိုဖိမိတော့မလို့ဖြစ်သွားတာကြောင့် MC ကလက်ကိုဆန့်ထုတ်လိုက်ပြီးတကားကိုထောက်ပေးလိုက်ပါတယ်ဘီချွတ်ကဖျားသခင်ရဲ့တကူကိုကြည့်ပြီးရွှေ့မြေပေါ်မှာဒူးထောက်လိုက်ခါဖျားသခင်ကောင်းချီးပေးပါလို့ဆုတောင်းလိုက်ပါတယ်နေဝင်သွားတဲ့အချိန်မှာပဲဘာနာပီကပပဲဆရာဆက်ဒရစ်ကိုခေါ်ပြီးရွာထဲပြေးဝင်လာပါတယ်ဆက်ဒရစ်ကအလုတ်သမားတွေကတစ်သားစလုံးတွေနဲ့အသားဟင်းဂျုံနဲ့ဂျုံရာကူးတွေကိုအငမ်းမရစားနေကြတာတွေမြင့်မားတဲ့ရောင်စုံမြို့ရိုးကြီးတွေကိုကြည့်ပြီးအံ့ဩသွားပါတယ် MC ကခောက်ဆွဲပကံကိုကင်ပြီးဆက်ဒရစ်မင်းတနက်တွေလုတ်တက်လာလို့အီရာကနေတဆင့်မေးလိုက်ပါတယ်ဆက်ဒရစ်ကကျွန်တော်ငယ်ငယ်ကလေးကတော်ဝင်လက်နှစ်တိုက်မှာအလုပ်လုပ်ခဲ့တာပါလက်ကင်အမြောက်တွေဆိုတာအသေးအမွှားပါတခင်ကြီးဘာလို့ချင်းလုတ်ပေးနိုင်ပါတယ်လို့ပြောပါတယ်စကကြီးစကကြီးပြောနေရအောင်ကြားတော့ MC က print ထုတ်ထားတဲ့ A5 စာရွက်တစ်ရွက်ကိုလွတ်နေတဲ့နေရာမှာချလိုက်ပါတယ်လေပြင်းနေကြောင်းရွာသားတွေကလည်းသူတို့ရဲ့ပကံတွေကိုယူပြီးပြေးကြပါတယ်စာရွက်ပေါ်မှာခစ်မီရိုင်ဖယ်တနက်တက်လက်ရဲ့တိကျတဲ့ပုံစံချမ်းပါပဲအစိပ်ပိုင်းတွေကိုဖြုတ်ပြထားတဲ့ပုံကအစားရှင်းရှင်းလင်းလင်းပါပါတယ်ဒါဟာပပဲဆရာတယောက်လုံနိုင်လောက်မဲ့လက်နက်တစ်ခုပါဆက်ဒရစ်ကရောင်စုံမျိုးရိုးပေါ်တက်သွားပြီးဒီပုံချမ်းကိုငုံကြည့်လိုက်တော့သူချွေးပြန်သွားပါတယ်ဒီတနက်ကအရန်တိကျလွန်းနေကျွန်တော်လုံနိုင်ပါမယ်လို့အာမမခံရဘူးလို့ပြောလိုက်ပါတယ် MC ကလည်းအလျင်မလို့ပါဘူးမင်းကိုဖြည်းဖြည်းချင်းထုလုပ်ဖို့အတွက်နှစ်အနည်းငယ်ချိန်ပေးမယ်ပြီးအောင်သာလုပ်မင်းရဲ့အိမ်မက်တွေတကယ်ဖြစ်လာစေရမယ်လို့ငါအာမခံတယ်လို့ပြောလိုက်ပါတယ်ဆက်ဒရစ်ကသခင်ကျွန်တော်အသက်ကိုပေးရဲပါတယ်ဒါပေမဲ့သခင်ရဲ့မျက်နှာစစ်ကိုကိုယ်တိုင်မြင်တွေ့ချင်ပါတယ်လို့အော်ပြောလိုက်ပါတယ် MC ကမျိုးရိုးအပြင်ဘက်ကိုလက်ညှိုးထိုးပြပြီးအောက်ကိုခုန်ချလိုက်ပြီးရင်သိရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဆက်ဒရစ်မျိုးရိုးပေါ်ကနေခုန်ချလိုက်တဲ့အချိန်မှာပဲ MC ကတေချာဖမ်းလိုက်ပါတယ်မျိုးကြီးပေါ်ရောက်သွားတဲ့အခါမှာတော့မြေကြီးပေါ်ဒူးထောက်ချလိုက်ပြီးကျွန်တော်တေချာပေါက်လုတ်ပေးပါမယ်လို့ပြောပါတယ် MC ကစပွဲပေါ်က Pepsi ဘူးကွန်ကိုယူပြီးကက်ကြီးနဲ့တကားပေါက်တစ်ခုညှက်လိုက်ပြီးရွာထဲကမြေအလွတ်ပေါ်ကိုချလိုက်ပါတယ်အပြာရောင်တတ်ထုအိမ်လေးတစ်ခုမြေကြီးပေါ်ကနေထွက်ပေါ်လာပါတယ်လောလောဆယ်ဒီမှာနေနောက်မှကြောက်သားအိမ်ကြီးနဲ့ပြောင်းပေးမယ်လို့လည်းပြောလိုက်ပါတယ်ညရောက်သွားတဲ့အခါ MC ကစပွဲတဲ့မီးကိုပိတ်ပြီးကွန်ပျူတာသုံးနေပါတယ်ရုတ်တရက်တက်တာအစွန်းဘက်ကနေစူညံတန်တွေထွက်လာပြီးမီးတုပ်တွေကင်တက်တာလေးတွေတွန်းလာတဲ့လူရပေါင်းများစွာဟာလီကိုမျိုးရိုးပြင်ဘက်မှာရက်လိုက်ကြပါတယ်ခေါင်းဆောင်ရိုဘန်ကမြို့သားမင်းရဲ့ခေါင်းကိုဖျက်ပြီးရဲတိုက်ကစပကြီးကိုလူယူလာခဲ့တာပါဂျုံမုံကျေးဇူးကိုဆက်ဖို့အတွက်အောက်ဟဲဘန်ရွာညီအကိုတို့ကျေးဇူးဆက်ဖို့အတွက်စပားလဲနဲ့လဲယူလာပါတယ်လို့လှမ်းအော်ပြောလိုက်ပါတယ် MC ကအခုမူးမတ်ဒေစီကလူလာတဲ့စပားကိုလက်ခံလိုက်ရင်ပုံကံမှုကအောက်ဟဲဘန်ရွာစီရောက်လာလိမ့်မယ်ဒီရွာဘရင်တက်မတော်ရဲ့ဝိုင်းဝန်းနှိမ်နှင်းမှုကိုခံနိုင်မှာမဟုတ်ဘူးလို့တွေးနေတော့မှာပဲဘာနာပီကမျိုးရိုးပေါ်တက်သွားပြီးခေါင်းဆောင်ရိုဘန်စေတနာကိုကျေးဇူးတင်ပါတယ်ခမရတို့ကအသက်လူပြီးထွက်ပြေးနေရတာဒီစပားလဲနဲ့လဲကခမရတို့အသက်ရှင်ဖို့အရေးကြီးပဲကျွန်တော်တို့အတွက်တိတ်မထူးခြားပြီမြခမရတို့အတွက်အရေးပါပါတယ်တိတ်ထားလိုက်ပါလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ရိုဝမ်ကရင်ဘက်ပေါ်လက်တင်ပြီးအလေးပြုလိုက်ပါတယ်ဒီရွာရဲ့ကျင်နာမှုရိုဝမ်မှတ်ထားပါမယ်ဖျားသခင်ကောင်းချီးပေးပါစေအခုတော့သွားလိုက်ပါဦးမယ်လို့ပြောပြီးနှုတ်ဆက်လိုက်ပါတယ်မထွက်ခွာခင်လေးမှာပဲဘာနာပီကရုတ်တရက်
ရဲလိုက်ထဲကအမျိုးသမီးတွေဘာဖြစ်သွားကြပြီလဲလို့မေးလိုက်တာကြောင့်ရိုဝမ်ဒေါသတကြီးစိုက်ကြည့်လိုက်ပြီးရှက်ရွံ့စွာနဲ့ထွက်သွားခဲ့ပါတယ်ဒီလိုစစ်ပွဲတွေကမောက်ကမဖြစ်နေတဲ့အချိန်မှာစူပူတောင်းကျမ်းနေတဲ့တောင်သူလယ်သမားတွေကြားရဲရောက်သွားတဲ့မူးမတ်အမျိုးသမီးတွေဘယ်လိုကံကြမ္မာဆိုးနဲ့ရင်ဆိုင်ရမလဲဆိုတော့ MC အလွယ်တကူပဲခန့်မှန်းမိလိုက်ပါတယ်တပုံစစ်သားတွေထွက်သွားပြီးရဲ့နောက်မှာဘာနာဘီကရွာသားတွေကိုပြင်းပြင်းထန်ထန်စူပူကျိမ်းမောင်းမာတော့တယ်ဒီလောက်မြင့်တဲ့မြို့ရိုးကြီးရှိရတော့ညဘက်မီးတို့ထွန်းပြီးကင်းဆောင်မဲ့သူမရှိဘူးဓမြတွေခိုးဝင်လာပြီးမင်းတို့လေဘင်းတွေကိုလာလှီးသွားရင်တော့တိလိုက်ကြမှာမဟုတ်ဘူးလို့ပြောပါတယ်ရွာသူကြီးကလည်းစိတ်ညစ်သွားတဲ့ပုံနဲ့မီးတို့ထွန်းဖို့ဆိုတာစီလိုရယ်လေငါတို့မှစားဖို့တော့မနေရုန်းကန်နေရတာစီဘဲရမှာလေလို့ပြန်ဖြေပါတယ်ဘာနာဘီကပြောလိုက်ပြီးဖျားသခင်စီဆူတောင်းကြလေမနေ့ပြန်မနေ့အားလုံးဝိပစ်ဆူတောင်းပွဲလုပ်ကြတောင်းသမျှရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါဟုတ်ကြတော့ဒီစကားအသင့်လျော်တယ်လို့ MC တွေးလိုက်ပါတယ် MC ကနေဂျာစီပလင်းကိုယူလိုက်ပြီးရေတန့်ဘူးကွန်နဲ့ထည့်နေတော့မှပဲဘီချွတ်ကရွာရဲကလူတွေကိုလက်ညှိုးထိုးပြီးဘာသာမဲ့နင်တို့တွေဖျားသခင်ကိုအရန်ယုံသေးမှုကင်းမဲ့လွန်းနေဖုံးတော်ကြီးတပါဆူတောင်းရင်တော့အစာရှောင်းရေချိုးပြီးဖျားเจ้าခေါင်းလောင်းကိုထိုးရသေးတယ်နင်တို့ကဖျားသခင်စီတောင်းဆိုနေပြီးတော့ရစ်ပလင်လည်းမဆောက်ဘူးရုပ်ထုလည်းမလုပ်ဘူးဖျောင်းနိုင်လည်းမထွန်းဘူးခေါင်းလောင်းတော့မထိုးဘူးပါဇက်ဟပြီးအလကားရဖို့ပဲတောင်းနေကြတယ်စီကန်းနေကဗမာလဲလို့ဆဲဆိုပါတော့တယ်ရွာသားတွေကမျက်နှာတွေหนีရဲလာပြီးခေါင်းတော်မမော့ရဲကြတော့ပါဘူးဘီချွတ်ကတရွာလုံးကိုမနေ့ပြန်အားလုံးအဝတ်အစားတန်တန်ရှင်းရှင်းဝတ်ကြဤရွာကိုလည်းတေချာပြင်ဆင်ပေးရမယ်ဗပဲဆရာဒီညမအိတ်နဲ့ကြီးခေါင်းလောင်းကြီးတစ်လုံးကိုညရင်ချင်းအပြီးလို့မနေ့ပြန်ငါတို့ဘာသာရေးထုံးတန်းစင်လာတိုင်းလုပ်မယ်လို့အမိန့်ပေးလိုက်ပါတယ်စီပလင်းကင်ထားတဲ့ MC လည်းရီကျင်စိတ်ကိုမနေအောင်ထားလိုက်ပါတယ်အလဲခေတ်ဘာသာရေးအစွန်းရောက်တွေရဲ့လှုပ်ထုံးလှုပ်နည်းတွေကတခါတလေကြာရင်တော်တော်လေးအသုံးဝင်တာပဲလူမှုလေးတွေရဲ့အတန်တိုးလွန်းနေပုံမှန်ဆိုတေချာနားမထောင်ရင်တဲတဲကိုမကြားရပါဘူးသူတို့ MC ကိုရှာကျင်တဲ့ခေါင်းလောင်းကြီးတစ်ခုထိုးမယ်ဆိုရင်ကောင်းလာပဲဆိုပြီး MC လည်းဝမ်းသာအားရနဲ့နေဂျာစီပလင်းကိုပြန်ချထားလိုက်ပါတယ်ကောင်းပြီလေဒီညတော့မပေးသေးဘူးမနေ့ပြန်မနေ့မင်းတို့တွေငါအတွက်ဘလို့ပွဲမျိုးလုပ်ပြမလဲဆိုတာကြည့်ရသေးတာပေါ့ဆိုပြီးအိတ်လိုက်ပါတယ်နောက်တစ်နေ့မနေ့စောစော MC အိတ်မက်မက်နေတော့မှပဲတန်တူတန်စားတွေခောက်တန်ကြောင်လန့်နိုးသွားပါတယ်တစ်တာလေးတွေကိုကြည့်လိုက်တော့ရွာရဲကလူ48ယောက်စလုံးကတန်းစီပြီးနေရာယူထားကြပါတယ်။ဤရွာကလည်းကဘာမျိုးဆင်းသက်လာတဲ့နတ်သမီးလိုမျိုးအဖြူရောင်ဝိယုံဝတ်ထားပြီးခေါင်းမှာဗန်းတက်ရဖူကိုစောင်းထားပါတယ်။သူမတစ်သားခွက်လေးကိုကင်ပြီးမြေကြီးပေါ်ကိုပက်ဖြန်းလိုက်ပါတယ်။ဒူးနှစ်ဖက်စလုံးထောက်ပြီးထင့်ငေါ့နေတဲ့လက်တင်ဓမ္မတေးရှည်ကြီးတစ်ခုကိုရွတ်ဆိုလိုက်ပါတယ်။ဒီနှိမ့်ချတဲ့ယုံကြည်သူကဖျားသခင်ရဲ့နာမတော်ကိုမေးမြန်းဖို့တောင်းဆိုပါတယ်လို့ပြောလိုက်ပါတယ်။ MC လည်းတန်းနေရင်းနဲ့သူ့ရဲ့နာမည်ရင်းဖြစ်တဲ့ Silas ဆိုတော့ပေါ့ပေါ့ပါပါပဲပြောလိုက်ပါတယ်။ဒီနာမည်ကိုကြားလိုက်တာနဲ့ဘီချွတ်လည်းတုံရင်သွားပါတယ်။အနန္တတကူရှင်ဖျားသခင် Silas ကိုချီးမွမ်းပါ၏လို့သူမကဥဆောင်ပြီးအော်ဟစ်လိုက်ပါတယ်။ရွာတရွာလုံးကလည်းတပြိုင်နက်တည်းမြေကြီးပေါ်မှာမှောက်ချလိုက်ကြပါတယ်။အီရာဆက်ပြီးတခိုးတွေကိုကာဝယ်ဖို့တညလုံးမီးတုပ်တွေထွန်းထားဖို့လိုအပ်ပါတယ်။ဖျားသခင်စီကနေမီးအိမ်မှာသုံးဖို့လောင်စာစီချီးမြှင့်ပေးဖို့တောင်းပန်ပါတယ်ဆိုပြီးအသနာခံလိုက်ပါတယ်။ MC ကနေဂျာစီကိုယူလိုက်ပြီးရေတန့်ဘူးကွန်နဲ့အပြည့်ထည့်ကတစ်တာတွေကိုညှင်သာစွာချပေးလိုက်ပါတယ်။ဂါရက်ခါတက်ရီတွေကျလာပြီးစီကန်ကိုအဲ့နေရာမှာတင်တောက်ချင်နေရကြောင်းရွာသူကြီးကသူ့ကိုကန်ထုတ်လိုက်ရပါတယ်။ MC ကလူတိုင်းကိုခွဲဝေမပေးခိုင်းတော့ပဲဒီစီကန်ကိုဘာနာဘီစီမံခန့်ဝဲဖို့တာဝန်ပေးလိုက်ပါတယ်။ဘာနာဘီကလည်း MC ရဲ့ရည်ရွယ်ချက်ကိုချက်ချင်းနားလည်သွားပါတယ်။အုတ်ခဲပန်းရွာလောလောဆယ်ပြိုကွဲလွယ်နေရမှုစီကန်းချက်တွေချမှတ်ဖို့လိုအပ်နေပါတယ်။ MC လည်းဂျုံမှုန့်လုံးအနှင်းငယ်ကိုထက်ချပေးလိုက်ပြီးဒါကိုသုံးပြီးလူတချို့သွားရှာကြည့်လို့အမိန့်ပေးလိုက်ပါတယ်။ဘာနာဘီရဲ့လုပ်ရက်တွေကတော်တော်လေးကိုပြတ်သားပါတယ်။သူကကြောက်ကြိတ်ဆုံတစ်ခုကိုငှားပြီးဂျုံစိတ်ကြီးကိုတာမန်ဂျုံမှုန့်ဖြစ်အောင်ကြိတ်ချေကဂုံဒီအိတ်တွေထဲထည့်လိုက်ပါတယ်။ပြီးတော့အဲ့ဓာတွေကိုတည်ပြီးအနီးအနားဆွန့်ပစ်ခံရွာတချို့စီကိုသွားခဲ့ပါတယ်။ညနေဆောင်တော့သူကခေါင်းမော့ရင်ကော့ပြီးရွာထဲကိုပြန်ဝင်လာပါတယ်။သူ့နောက်မှာတော့ငတ်မွတ်လွန်းလို့မျက်နှာတွေစိမ့်ဖက်နေတဲ့ဒုက္ခတွေ102ယောက်လောက်တန်းစီပါလာတာကြောင့်ရွာရဲ့လူဦးရေကတိုးလာပါတော့တယ်။ဘာနာဘီကသူ့ရဲ့စီမံခန့်ခွဲမှုစွမ်းရည်ကိုချက်ချင်းပြသပြီးစီကန်းချက်တွေကိုချမှတ်လိုက်ပါတယ်။ဗပဲထူတတ်တဲ့သူတွေတစ်နေ့ကိုဂျုံမုံနှစ်စွန်းပို့ရမယ်။ဆက်ကျွတ်စီသွားကြပယံသမားတွေနဲ့တစ်သားပပူးဆရာတွေလူတွေခေါ်ပြီးဖျားသခင်အတွက်ဖျားเจ้าဆောက်ကြလို့အမိန့်ပေးပါတယ်။ဖျားเจ้าဆောက်ဖို့အတွက်ရုပ်ထုလိုတာကြောင့် MC ရဲ့ရုပ်ကိုတွေ့ရဖို့အီရာတောင်းပန်ပါတယ်။ MC လည်းဖန်အဖုံးကိုဖွင့်ပြီးမျက်နှာကိုကတ်ခါငုံကြည့်လိုက်ပါတယ်။အီရာငေးမောသွားပြီးပပူးဆရာတွေကိုပြန်ပြောပြတဲ့အခါမှာ MC ရဲ့ရုပ်ကိုအစမတန်ချဲ့ကားပြီးပြောပြလိုက်ပါတယ်။သူတို့ထုလုပ်လိုက်တဲ့ရွှင်စေးရုပ်ထုဟာခန့်ညားတည်ကြည်လွန်းတာကြောင့်အပြင်က MC ထက်တောင်ပိုချောနေပါတယ်။အဲ့ဒီမှာ MC အကြံတစ်ခုရသွားပြီးကွန်ပျူတာပရင်တာကိုဖွင့်ပြီး Lord of the Rings တဲ့အာရာဂွန်ဓားကင်ထားတဲ့3စင်တီမီတာအရွယ်ပုံလေးကို print ထုတ်လိုက်ပါတယ်။အဲ့ဒါကိုညှက်ပြီးတစ်တာလေးပြစ်ထည့်ကဒီပုံထဲကအတိုင်းကိုတစ်သားနဲ့ထုပေးလို့ခိုင်းလိုက်ပါတယ်။ဒီစီဇန်နေပြီးရနဲ့ရွာပြင်ဘက်ကသတိပေးခေါင်းလောင်းတန်ထွက်လာပါတယ်။နေမြေရဲမူစာဒဲရစ်ခါရှုံးနေသွားတဲ့စစ်သား100ကျော်ဦးဆောင်ပြီးတပုံရိုဝမ်ထွက်ပြေးတဲ့လမ်းကြောင်းအတိုင်းအုတ်ခဲပန်းရွာကိုရောက်လာပါတယ်။သူတို့ကတောင်သူတွေရဲ့ပုံကံမှုကြောင့်ဒေါသထွက်နေပေမဲ့ရွာအစွမ်းရောင်စုံလီကိုမျိုးရိုးရိုးမြင်လိုက်ရတဲ့အခါအံ့ဩသွားပါတယ်။ဒီလိုလူသူကင်းမဲ့တဲ့နေရာမှာဒီလောက်ကြီးရဲ့ရဲတိုက်ကြီးကဘယ်ရောက်လာတာလဲ။ရိုဝမ်တို့တပုံအုပ်စုရဲ့ဆုံးကိုယ်ပညာဒီလောက်တောင်ကြောက်စရာကောင်းနေပြီလားလို့လည်းတွေးမိကြပါတယ်။လူလိမ်လူညာအလုပ်ကိုကျွမ်းကျင်တဲ့ဘာနာဘီကပြုံးပြုံးရွှင်ရွှင်နဲ့ပဲစီးကြိုပြီးသူရဲ့ကောင်းကြီး
ဘာမျိုးရိုးလဲဒါကဒုက္ခတွေရွာလေးပါလို့မသိရန်ဆောင်ပြီးပြောလိုက်ပါတယ်စာဒဲရစ်ကဓာတ်ကိုဆွဲထုတ်ပြီးရှေ့ရမျိုးရိုးကိုညွှန်ပြကငါ့ကိုကဲနေထင်နေရလားဒါလောက်ကြီးရဲ့မျိုးရိုးကိုငါမမြင်စရာလားလို့ဒေါသတကြီးနဲ့ဆဲဆိုပါတယ်တစ်တာအပြင်မှာထိုင်နေတဲ့ MC ကဖုံးုံထုတ်ပြီးတစ်တာဖန်သားပြင်နာကတ်ခါအလဲခစ်တရေကားရဲ့ဆုံးမတယောက်ရဲ့ရည်တံကိုအတန်ကျဲဆုံးဖွင့်လိုက်ပါတယ်စူးရှာတဲ့တရေရည်တံကြီးဟာလက်နက်ကင်စစ်သား100ကျော်ရဲ့နောက်ကျောဘက်ကနေထွက်ပေါ်လာတာကြောင့်စာဒဲရစ်ခါလန့်သွားပြီးဓာတ်လွတ်ကျသွားပါတယ်နောက်ကမှောင်မိုက်နေတဲ့တောအုပ်ကြီးကိုချက်ချင်းလဲကြည့်လိုက်တဲ့အချိန်မှာပဲ MC ကလီကိုမျိုးရိုးရေကန်နဲ့တပ်ထုအိမ်တွေကိုဆွဲထုတ်လိုက်ပါတယ်10စက္ကန့်အတွင်းမှာပဲရွာဟာ6ကတ်နေတဲ့တဲမီပြင်ဖြစ်ကိုချက်ချင်းပြန်ပြောင်းသွားပါတယ်နောက်ကျောဘက်မှာဆုံးမအောင်မတွေ့ရလို့စာဒဲရစ်ကပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲလျှက်စစ်ရှော့တိုက်ခံလိုက်ရသလိုသူ့တကူလုံးတောက်နှင်းသွားပါတယ်နှက်ခမ်းတွေတုံရင်လာပြီးပါဇက်ကလည်းရဲတိုက်ကဘယ်ရောက်သွားပြီလဲဒီလောက်ကြီးရဲ့မြို့ရိုးကြီးခုနတင်ဒီမှာရှိနေရလေလို့ပြောပါတယ်ဘာနာဘီကလည်းသူရဲကောင်းကြီးခမရဓမြတွေကိုနှိမ်နှင်းလာရတာရက်တွေဆက်နေလို့တောထဲမှာဆုံးမတွေရဲ့လှည့်စားတာကိုခံရတာနေမှာပါဒီမှာဘာမျိုးရိုးမှမရှိပါဘူးရွာထဲဝင်ပြီးခဏလောက်အနားယူပါလားလို့၆ချားစရာတန်နဲ့ပြောလိုက်ပါတယ်မြေကြီးပေါ်မှာဒူးထောက်နေတဲ့ရွာသားတွေကိုကြည့်ကခုနဆုံးမရည်တံကိုပြန်တွေးမိပြီးစာဒဲရစ်ခါလုံးဝကိုအကြောက်လွန်သွားပါတယ်နတ်ဆိုးရီရှိရလို့អော်ရင်းနဲ့သူ့မြင်းပေါ်တက်ပြီးခန္ဓာရတဲ့ကိုထွက်ပြေးသွားပါတယ်သူတို့ဝေးရောက်သွားမှပဲ MC ကလက်တစ်ချက်ဝေးရမ်းလိုက်တော့လီကိုမျိုးယူရေကန်တဲ့အိမ်ကြီးကကောင်းငင်ကနေမူလနေရာကိုပြန်ကျလာပါတယ်အသစ်ရောက်လာတဲ့ဒုက္ခသည်တွေကဒီမြင်ကွင်းကိုကြည့်ပြီးမြေကြီးပေါ်ဒူးထောက်ကဆူတောင်းကြပါတယ်ရက်အနှဲငယ်ကြာတော့ຫນွေအလဲကောင်ရဲ့နေ့လယ်ဘက်အပူချိန်က40ဒီဂရီစင်တီဂရိတ်ထိရောက်လာပါတယ်နေပူကျဲကျဲထဲမှာဖျားချောင်းဆောက်နေတဲ့ဒုက္ခသည်တယောက်ရုတ်တရက်ပါဇက်ကအမြုပ်တွေထွက်ပြီးအပူရှက်ခါသတိလစ်သွားပါတယ် MC လည်းရေခဲတစ်တာရဲ့ရေခဲတုံးသေးသေးလေးကိုရေတန့်ဘူးကွန်းနဲ့ထည့်ပြီးခိုခါခိုလာရဲ့အပြည့်လောင်းထည့်ကရွာထဲကိုချပေးလိုက်ပါတယ်အညူရောင်ရေကန်ကြီးတစ်ခုနဲ့အလဲမှာအေးအေးငွေထွက်နေတဲ့ရေခဲတောင်ကြီးပေါ့ဒါဖျားသခင်ပေးသနာတဲ့မှော်ဝင်နှက်တုတ်တာပဲယောဂအားလုံးပျောက်စီရလို့ပြောပြီးအားလုံးဝိုင်းအောင်ပြီးအငမ်းမရတောက်ကြပါတယ်ရွာတရွာလုံးလည်းပျော်ရွှင်သွားကြပါတယ်အပူရှက်ပြီးမေ့နေတဲ့ရွာသားတောင်ကုန်းယုံထလာပြီးကံပေါင်ဖက်ခါအငမ်းမရတောက်ပါတော့တယ်ခွန်အားကြီးရဲ့ဂါရစ်ကပူတော်ဆွဲလန်းသွားပါသေးတယ်ပစိန်ကိုင်းပြီးတောင်ပေါ်ယူးသွင်းနေသလိုတက်သွားကအကောင်းစားတက်လုံးတွေခုတ်ပြီးရွာထဲကိုဆွဲချလာပါတယ်အစားအစာမတောင်းမေအဲ့နက်တုတ်တာအမဲကြီးတငုံနဲ့ပဲလဲကျင်တယ်လို့ပြောပါတယ် MC ကရီမောရင်းနဲ့ဆေးထိုးအပ်နဲ့ကိုကာကိုလာတွေကိုစုပ်ယူပြီးဂါရစ်ကိုယ်တိုင်လှုပ်ထားတဲ့ဇလုံးတွေကိုအပြည့်ထည့်ပေးလိုက်ပါတယ်အဲ့ဒီညနေမှာဘဘူးဆရာနှစ်ယောက်ကအရာဂွန်တစ်သားပပူလေးကိုကင်ပြီးမြေကြီးပေါ်ဒူးထောက်လာကြပါတယ်သူတို့ထုလုပ်တာပြီးသွားပါပြီ MC ကပိုက်လေးတစ်ချောင်းကိုယူပြီးခင်မီဆေးရီတချို့ကိုစုပ်ယူကသူတို့ရှေ့မှာချပေးလိုက်ပါတယ်သူတို့အမြင်မှာတော့ဒီဆေးရီဇက်လေးတွေကအချင်း10စင်တီမီတာရှိတဲ့အကောင်းစားဆေးလုံးကြီးတွေဖြစ်နေပါတယ်ခင်မီဓာတုဗေဒထုတ်ကုန်တွေရဲ့အယောင်တောက်ပမှုကအလဲခစ်ကတစ်ပင်အရည်တွေနဲ့လှုပ်ထားတဲ့ဆေးတွေကိုလုံးဝကိုအနိုင်ယူသွားပါတယ် MC က10စင်တီမီတာပဲမြင့်တဲ့ဒီပပုလေးကိုယူပြီးအိတ်ကက်ထဲထည့်ကတငယ်ချင်းဖြစ်သူခိုင်စင်စီရဲ့အယုတ်ဆိုင်စီကိုတန်းသွားလိုက်ပါတယ်အိုခိုင်ကမှန်ဘလူးနဲ့ကြည့်လိုက်တော့သူ့ဥယျာဉ်ပြားတွေတောင်ထုံကျင်သွားပါတယ်ဒါကမိုက်ခရိုပပုအမှုပညာလက်ရာပဲလက်ရာပြိုင်ဘက်ကင်းတယ်လို့သူကပြောပါတယ်ပြီးတော့ကြည်လင်ပြတ်သားတဲ့မက်ခရိုဓာတ်ပုံတချို့ကိုရိုက်ပြီး WeChat မှာတင်လိုက်ပါတယ်ဈေးကိုလည်းဒေါ်လာ8888လို့သတ်မှတ်လိုက်ပါတယ်9မိနစ်အတွင်းမှာပဲဥရောပတတိတယောက်ကချက်ချင်းဝယ်ပြီးငွေချေလိုက်ပါတယ်အိုခိုင်ကပေါင်ရိုက်ပြီးဈေးပေါပေါနဲ့ရောင်းလိုက်ရပြီလို့အော်ကအဲ့ဒီတတိကိုတီးတဲ့ message ပို့လိုက်ပါတယ်နိုင်ဝက်ကြတော့အိုခိုင်က MCC WeChat ကနေလှမ်းပြောလိုက်ပါတယ် Silence ဟိုတတိက1.2တန်းပေးမယ်တဲ့သူကကောင်းကင်တမန် Michael ရဲ့1မီလီမီတာအရွယ်ပပူကိုတီးတဲ့ order လုပ်ချင်တာအဲ့ဒါကိုဖောက်ထွင်းမြင်ရတဲ့လက်ဝက်ကတိုင်ဆွဲသီးရဲထည့်ပြီးလေလံယုံမှာတန်းနဲ့ချီအမျက်တင်ရောင်းမလို့ရဲလို့ပြောပါတယ်မျက်နှာပြင်ပေါ်ကတုံညကနန်းနန်းကြီးကိုကြည့်ပြီး MC ရဲ့နှလုံးခုန်လုံးတွေယူသွတ်မတက်မြန်ဆန်လာပါတယ်ချက်ချင်းပဲလက်ခံလိုက်ပါတယ်1မီလီမီတာမိုက်ခရိုပပုဆိုတာခစ်တစ်လူသားတွေအတွက်တော့မဖြစ်နိုင်တဲ့အလုပ်ပါပဲဒါပေမဲ့ MC အတွက်ကတော့တစ်တာတွေကလူပုလေးတွေကိုပုံမှန်လူအရွယ်စားရှိရဲ့ရုပ်ထုတစ်ခုထုခိုင်းလိုက်ရုံပါပဲဒီအလုပ်ကအတိုင်းအတာတွေကိုဖျက်ကျော်ပြီးအလွယ်တကူအမျက်ထုတ်နိုင်တဲ့လုပ်ငန်းပါပဲ MC တော့တတိဖြစ်တော့မှာပါဆေးရံငွေကိုရတာနဲ့ MC ကစူပါမားကတ်ကိုသွားပြီးအကောင်းစားဝက်သားနုအတုံးကြီးတစ်ထုံးကိုဝဲကအင်ကိုခတ်တုတ်တုတ်ပြန်လာခဲ့ပါတယ်အတုံးသေးသေးလေးတစ်ခုဖြတ်ပြီး Oak Heaven ရွာမြေလွတ်ပေါ်ပြစ်ချလိုက်ပါတယ်လက်ဆက်ပြီးနေရဲနေတဲ့အသားတောင်ကြီးတစ်ခုမြေကြီးပေါ်ကနေထွက်ပေါ်လာသလိုပါပဲ MC ကအမိန့်ပေးလိုက်ပါတယ်ဒီညတရွာလုံးအသားစားရမယ်တယောက်ကို2စွန်းစီယူပုံနေရဲ့အသားပေါင်ပေါင်းများစွာကိုတော့ဘဘူးဆရာ2ယောက်ကိုစုချရလို့ပြောပါတယ်ရွာတရွာလုံးပျော်ရွှင်ပွက်လို့ရိုက်သွားပါတယ်ဘဘူးဆရာတွေကသူတို့ထက်အဆများစွာကြီးတဲ့အေယာမအသားကြီးကိုဖက်ပြီးမျက်ရည်တွေနှက်တွေနဲ့ငိုယိုကအဲ့မြေလွတ်မှာပဲမီးဖို့ပြီးအသားကြောက်လောက်ကြပါတယ်စီပြန်ပြီးမွေးပြန့်နေတဲ့အသားနှမ်းဟာရွာတရွာလုံးကိုလွတ်ပြန်သွားပြီးဒုက္ခတွေတိုင်းရဲ့အာယုံကြောတွေကိုလှုပ်ဆော်ပေးနေပါတယ်လူတဘာဝကဒီလိုပါပဲမျောလင်းချက်ရှိလာမှသာလူတွေကအသေးအတန်စူးစမ်းခြင်းစိတ်ရှိလာကြတာပါအသားဟင်းချက်ပြုတ်နေတဲ့မိခိုးတွေကြားမှာပဲခန်းသားထဲဝါတဲ့အေယာမဂေါသစ်အဆောက်အုံလေးကိုအပိသက်ဆောက်လုပ်သွားနိုင်ခဲ့ပါတယ်စိတ်ဆိုင်းလက်စ်ဖျားเจ้าကိုတရားဝင်ဖွင့်လှစ်လိုက်ပါပြီ MC ကအဲ့ဒီဖျားเจ้าလေးစီကိုအမြန်ကြည့်ကျင်နေပါပြီဒီအစွန်းရောက်ယုံကြည်သူတွေစီကနေဘလောက်အတိုင်းအတာထိယုံကြည်မှုစွမ်းအားတွေရနိုင်မလဲဆိုတာကိုကြည့်ရမယ့်ချိန်ရောက်ပါပြီသခင်ဖျားခုနှစ်1315ခုနှစ်ရိတ်သိမ်းပွဲတော်အကြိုနေ့ရွာသားအားလုံးကတန့်ရှင်းတဲ့ပိတ်ချောအင်ကြီးတွေကိုလဲဝတ်ပြီး4000ခွက်ပုံစံတန်းစီထားကြပါတယ်။အီရာကပူပြင်းတဲ့ရာသီဥတုကိုအန်တုပြီးအဖြူရောင်ဝိယုံဝတ်ဆင်ကမိတ်ကပ်တွေထူပြီးလိမ့်ထားပါတယ်
သူမရွာရဲ့အခမ်းအနားဆုံးအဆောက်အုံရှိမှာဒူးထောက်ပြီးတန့်ရှင်းတဲ့ခွက်ဖလားကိုကင်ကကောင်းငင်ကိုမြောက်ပြီးမြေကြီးပေါ်ကိုပက်ဖြန်းလိုက်ပါတယ်ထင်းငေါ့နေတဲ့ဆာလန်ချမ်းကိုရွတ်ဆိုပြီးရဲ့နောက်သူမရဲ့လက်ကိုဝှေ့ရမ်းလိုက်ပါတယ်ခေါင်းလောင်းထိုးတော့လို့អော်လိုက်တော့ဒေါင်ဆိုတဲ့ကြီးခေါင်းလောင်းတန်ဟာပြန့်လွင့်သွားပါတယ်ဗပဲဆရာနှစ်ယောက်ကတန်ချက်ကောင်ကိုတေချာမလုံနိုင်ခဲ့ပေမဲ့ဒီခေါင်းလောင်းတန်ကိုတော့တော်တော်လေးကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်ရွာသားတွေကဖះเจ้าနဲ့ဝင်ဖို့တန်းစီကြပြီး MC ရဲ့ရုပ်ထုမှာရှိတဲ့တန်ရှင်းသောတန်ချက်ကောင်ကိုနန်းကဆူတောင်းကြပါတယ်တောင်သူအိုကြီးတယောက်ကတနာစရာကောင်းအောင်ဆူတောင်းပါတယ်နောက်နှစ်မှာရာသီဥတုကောင်းမွန်ပြီးပြည့်ဖြိုးတဲ့ဂျုံနံတွေရအောင်ကောင်းချီးပေးပါလို့တန်ရှင်တော်ဖះသခင်ကိုတောင်းပန်ပါတယ်ဆိုပြီးပြောပါတယ် MC လည်းသဘောကျသွားပါတယ်ဒါသူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိပြီးသူလုပ်ပေးနိုင်တဲ့ဖြည့်ဆည်းပေးနိုင်တဲ့ဆူတောင်းတစ်ခုပါအီရာကိုခေါ်ပြီးအာမင်ခွင့်ပြုလိုက်တယ်လို့သူ့ကိုပြောလိုက်လို့အမိတ်ပေးလိုက်ပါတယ်ဒါကိုကြားတော့တောင်သူအိုကြီးကငိုယိုရီမောရင်းနဲ့ပျော်ရွှင်စွာနဲ့အပြင်ကိုပြေးထွက်သွားပါတယ်တန့်ရှင်သောဖះသခင်ကခွင့်ပြုလိုက်ပြီး၃နှစ်ကြာမှငါတို့သီးနှံတွေပြန်ဆိုင်လို့ရပြီလို့အော်ပြောလိုက်ပါတယ်ဒါကိုမြင်တော့သူ့နောက်ကတန်းစီနေတဲ့သူတွေလည်းယူသွတ်သွားကြပြီးမျက်လုံးတွေနီးရဲကရှေ့ကိုတိုးဝေလာကြပါတယ်တန့်ရှင်သောဖះသခင်ကျွန်တော်မိသားစုကိုအုပ်ချုပ်နေနေလောက်ပို့ပြီးကောင်းချီးပေးပါတဲ့ MC ကသူ့ရဲ့လက်ကြီးကိုဝှေ့ရမ်းလိုက်ပါတယ်ခွင့်ပြုတယ်အကုန်ခွင့်ပြုတယ်အစိုးဆုံးအခြေအနေရောက်ရင်တော့မင်းတို့အတွက်မြေဩဇာကြီးလာကျဲပေးမယ်လို့တွေးလိုက်ပါတယ်